တဲ့ဘယ်လိုရှိဘူးလဲကျွန်မ52နှစ်ပြည့်ပြီးပါရှင့်ဘာဖြစ်လို့မသေးသေးတာလဲကွာဟယ်လိုတဲ့ထွက်လာပြီလားတဲမလာတော့ဘူးကိုစောင့်နေရလေတဲ့ရဲ့လာနေတယ်ကိုရေအေးလေဘယ်ချိန်ရောက်မှလဲပြောလာတော့ပါဘူးဆိုအစောပြောတော့လာနေရဆိုအေးလေအဲ့ဒါကြောင့်မလာတော့ပါဘူးဆိုဒီမှာတဲ့ကိုစမ်းရတာလာလိုက်မလာလိုက်ဒီမှာကိုလာလိုက်မလာလိုက်မဟုတ်ဘူးကိုလာနေလို့မလာတာရှင်းပြီလားအဲ့လောက်တုံးနေရင်လည်းနင်ကငါပြက်ပြီအယောဒီမှာကိုကြီးရမ်းပူတယ်နော်အေးဟာရုပ်ချောလဲပူတာပဲစိတ်ညစ်တယ်အမေဂျပန်ကရုံးနဲ့လူတွေပြောနေကြအဲ့ဒါဘယ်သူတုံး तू ကတိုင်းဆရာကြီးလေးသားရဲ့သားလဲသူ့ရှိမှတိုင်းတင်နေတယ်အယောဒီမှာမင်းတို့မိမတွေကလေပြောလိုက်ရင်ယောက်ျားတွေကိုနွားနဲ့အဲ့ဒါဘာဖြစ်တို့ညစ်ခံတာဘယ်သူတွေတော့ဦးကိုရမ်းချစ်တယ်လက်ထပ်ချင်တယ်ဦးရဲ့မဖြစ်နိုင်ပါဘူးသမီးရဲ့အရင်လူတွေကသဘောတူမှမဟုတ်ဘူးတူတွေကလည်းဦးမိဘတွေကလားမဟုတ်ဘူးသမီးရဲ့ဦးမိမကမအေလို့ကြီးဒီမှာမမောင်လေးရှိကိုရရင်ရမယ်မောင်လေးလူဦးကောင်ပင်းကန်နိုင်ဟုတ်ယောက်ျားရှင်ရက်တွေတောက်လာပြန်ပြီတော့ပါဘူးကွာမင်းကလေအဲ့ဘာလို့နာသမင်းသားတို့သမင်းခုနာလေတင်လာကြီးပြောရမတောက်ဘူးဆိုအဲ့ဆန်နေသမင်းမဟုတ်ဘူးအမပြောမောင်လေးအမဘာနဲ့ပြီးရလဲအခုချိန်ထိတော့လက်နဲ့ပဲမောင်လေးမဟုတ်လေကျွန်တော်ပြောတာအမအကြောင်းဘာနဲ့ပြီးရလဲလို့အဲ့ဒါပြောတာအော်မောင်လေးကအဲ့ဒါပြောရလားအယောဒီမှာဒီလေခန့်တော့ဘို့ဘာမှမဖြစ်ဘူး။ဘို့မှနေတာတော့ကွာညီလေးကျမ်းမာရေးကူးဆိုင်နော်။နော်။ညီလေးမမနေပေါ့အလုပ်ကိုလည်းကြိုးစားလို့ကိုကလည်းကြာနောက်တကားစားတော့ပါညီလေးဟာဒီဥစ္စာမှာကျွမ်းရှိတာရှိရကိုရှိတယ်ဆိုကြိုးစီရတယ်ကွာတော့ကြောင့်ငါဖွင့်နေဦးမယ်ကိုကလည်းစားပြီကြာနောက်တာပါညီလေးဟာ ABC ရလားရတယ်ကွာရရင်စူပြကွာကိုမှန်မှာပဲပြောပါကိုကအေးပါကွာအေးပါအကွာညီလေးကိုခင်းလို့စားတာပါဒီဥစ္စာမှာဘာတော့တွေရတုတ်ဆောင်ရတယ်အဲ့ဆိုမြေတာတော့ရတာယောက်ျားအပြင်မှာမိုးတွေရွာနေရလေအေးမိုးရွာတာဘာဖြစ်လို့ကျုံဟင်းချက်နေလက်မအားလို့နောက်ဘက်မှာလှမ်းတာကျုပ်လုံးကြီးလေးသွားရုပ်ပေးတယ်မှာဟာနင်းလုံးကြီးနင်းမနဲ့သွားရုပ်ငါရုပ်လို့ငါဖုံးနေမှာပေါ့အမလီတော့ရှင်တို့ယောက်ျားတွေမလဲပြောမပြောချင်ဘူးဒီလုံးကြီးလေးလက်မအားလို့ရောက်ခိုင်းမိပါတယ်ဖုံးနေတယ်လေကဲ့နေတယ်လေညကြရင်တော့ဒီလုံးကြီးပဲဇက်ထက်ကကားလိုက်ကြီးလို့အထက်တွန်းတယ်လဲအောက်ဆွဲချလိုက်နဲ့ဟွန်းထိုင်လေးချစ်ဘာတောက်မလဲကိုတောက်တာပဲတောက်မယ်လေโอเคလေညီလေးရေဖက်ကျန်းတပွဲချအယောဒီမှာကိုတောင်းမှန်ပါလေစိတ်မဆိုးပါနဲ့တော်ပါစိတ်မပါတဲ့တိုင်ဘယ်ကစိတ်မပါမှာလဲဒီလောက်ရှင်းပြနေတဲ့ဟာကြည့်ပါလားစိတ်မရှိတဲ့တိုင်နဲ့ပြောပြန်ပြီဟာအော်စိတ်ပြတ်သွားပြီပေါ့အယောဒီမှာမောင်လေးမောင်လေးလို့ဘာလဲဗျာရုံးမရည်စီကိုမချွဲရအောင်ဘလို့ကြွားတာလဲ What ဘလို့မှကြိုလို့မရဘူးအစီပါတဲ့ဟာလည်းအကုန်ချွေးတတ်တယ်အယောဒီမှာဟဲ့မိသားကြီးလို့ပြီးဘာလုပ်တာပြူနင်းနေတော့ခေါင်းကိုက်ခင်းလို့ချင်းတာဖင်လှုပ်နေုံနဲ့ဘယ်လိုလုပ်ရမှာလဲအခုခေတ်ကောင်လေးတွေကအော်ဓာတ်မှာကြိုက်တာနဲ့အော်ဓာတ်လားအော်ပြသားအိုးရပြီနေဟဲ့လင်းတော်လိုချင်နေတာပဲတော်တော်ပြင်ဆင်ထားပုံရတယ်နော်ကျမဘွားရဲ့ကြီးမလို့ကြီးမှကြာတော့ယောက်ျားယူဖို့ပါပဲတခိုးချင်းငါတက်ပြားကိုကျွန်တော်မမြင်ဘူးလိုက်ပါတခိုးချင်းငါတက်ပြားရဲ့မျက်နာကဘယ်လိုပုံစံလဲဆိုတော့ကျွန်တော်ပြောပြဦးသိန်းစိန်နေမြင်မှုလားမြင်မှုတယ်ငါလည်းမြင်မှုတယ်
ဟာအဲ့ဒါတော့လူတိုင်းမြင်မှုတာပေါ့ခင်ဗျာဒါပြောမလဲကြောက်သိကျင်တာကသခိုးငတက်ပြမျက်နာကဘယ်လိုပုံသဏ္ဍာန်လဲ ဦးသိန်းစိန်မြင်မှုလားလို့ မြင်မှုတယ်လို့ ငါလည်းမြင်မှုတယ် အဲ့ဒါတော့ပြောမနေတယ်လေလူတိုင်းမြင်မှုတာပေါ့ကြောက်သိကျင်တာသခိုးငတက်ပြကဘယ်သူနဲ့တူတယ်လဲ တဲကျတော့တပ်ပတ်နဲ့ပို့လိုက်လို့တော့အမဲချမ်းကိုငါပြီးချောစားရအောင်လုပ်နေတာတော့နင်တို့လည်းလက်ခုပ်ပြီးမနေနဲ့ငါမျက်လုံးနဲ့ကားပြာကြီးမြင်နေတာ